ကိုပြမှာလဲတဲ့ဓမ္မတိကျခေါင်းကိုတိုးနေစီတော့ပြင်မှုအောင်သေးကြတယ်ဒီလေကိုဘဝလေးနဲ့အောက်ပါဒါတော့အားလုံးကြည့်လို့မဟုတ်ဘူးတော်လဲအနေနဲ့ကျင်းတာပေါ့နော်အားလုံးကြည့်လို့တော့ကြည့်ရင်တို့ကိုယ်တွေအသာကျွေးမယ်ဘုံလေးတွေပိုင်းဓာတ်ပုံရိုက်တာညရောအခါလက်နဲ့ကြိုင်များတော့ပတ်သက်ဘူးကဲနောက်ပိုင်းမှာလက်နဲ့မကန်ရှင်နဲ့မလို့အဲ့ဒီကိုယ်တွေအားလုံးအောက်ကိုစစ်တော့ဒီမှာအသာသားပါလေအဲ့ဒီအလေကောင်မှာအသာသားဘောဓမာတေချာကြီးကိုယ်တွေအသာသားရင်ခဲနဲ့မလို့ကလေးတွေပါရင်သေပင်းနဲ့မဖြစ်နဲ့အားကြောင့်လည်းမြင်းလက်တရားကျွန်တော်ကိုယ်တွေလက်ပေါ်မှာဘောဓမာတေချာကြီးခဏလေးကိုတွေ့မယ်ဒီမှာတော့မဲသားတွေကျသားတွေတွေ့တယ်ဒီတော့မဲသားတွေကျသားတွေတော့ပါမလာဘူးကဲပါလာတဲ့ရှေ့ဦးလေးတစ်လုံးအလေကောင်မှာတင်းနေသုံးချတယ်တင်းနေသုံးရိုက်ခွဲမယ်ဘယ်မွေကရင်စအသာသားမလဲကြည့်အောင်နော်ရေရောဘုံလေးတွေပါရင်ဓာတ်ပုံရိုက်စင်းလေးလိမ္မာရာမြင်မှုတယ်ရောက်တယ်လိမ္မာရာမြင်မှုကြတယ်ဝေတွေလိမ္မာရာမမြင်မှုရင်ဒီနေရာမှာကြည့်ကြတယ်ရေရောဒီမွေလေးထုတ်ပြီးကျွန်တော်အသာကျွေးတော့အားလုံးစီးနာလေးတို့ကြည့်ဝေကြိုက်လို့မသိပဲနောက်ကကားတွေနဲ့ကိုနော်ကောင်းမွေတွေကကျွန်တော်ဖမ်းလာတဲ့ကိုအဲ့ဒီမွေတွေအကုန်နိုင်တယ်ဟုတ်ပြီလားဒီမှာတွေ့လားလူနဲ့တွေ့ရင်သေးချင်းအောင်ဆောင်တယ်ဒီတဲ့ကမှချမ်းမီနေမှနေတယ်အယောင်ကိုသေးချာကြည့်အယောင်ကအစိမ်းအောင်ရောခေါင်းလေးကိုကျိုးနဲ့ချီပြအမီးလေးကိုဘဝနဲ့အုပ်ဖမ်းတယ်ကဲဝေကြီးတွေအသာကျွေးတာကြည့်အောင်နော်ရဲဦးလေးကိုရိုက်ခွဲမယ်အဲမွေကရင်စအသာစားမလဲကြည့်အောင်ဘုသူတော်အခုတော့ကြိုပြောမယ်မွေပြပြီးမွေသာဖို့မတောင်းဘူးလောလောလတ်လတ်ကြည့်ရသမီးခေါင်းကိုဝဲလဲသွားတယ်ခေါင်းကိုထဲကိုဝဲရဲဟုတ်ရောခေါင်းကိုလုံးမိရဲရောအမီးလေးကိုဘဝနဲ့အုပ်ဖမ်းတယ်ကဲဝေလာရလမ်းကြောင်းပေးမယ်ဝေလေးတွေအစာကျွေးမယ်ရေတိုက်အဲ့ဒီလေကောင်မှာဝေလေးတွေကတာကြည့်အောင်နော်ဝေတွေအစာကျွေးတော့မင်းကျွေးမှလားတဲ့ကျွန်တော်မကျွေးပါဘူးကျွန်တော်ကျွေးရင်ကြည့်လို့မကောင်းဟုတ်ပြီလားတို့ကမြင်းလေကြည့်ခြင်းနဲ့တချို့မွေကြည့်တယ်အဲ့တော့ဒီနေရာမှာမြင်းလေရဲ့မွေရဲ့ရိုးရာပညာရဲ့သုံးကန်းပြကဲဝေတွေခေါ်မဲ့နာမည်ဆရာမလေးအောက်မှာချမြင်းလေစံတန်မော်စံတန်လေးတွေကြည့်ကြတာမြင်းလေဝါသနာပါတဲ့ညီကိုမောင်မတွေမြင်းလေလေးပြပေးမယ်အားလုံးရှင်သားလေးတော့တို့မြင်းလေဆရာရုံးမလေးကမွေတွေခေါ်မယ်ဆိုတော့ဖြစ်နေလို့လားအချို့ကကတိကတ်တယ်မဖြစ်နိုင်အောင်ပြတာမြင်းလေလို့မာယာလို့ခေါ်တယ်လေသားမယ်ရောဟိုဘက်ဒီဘက်ဒီတာပြီနော်အဲမှာစက်တွေတကယ်တွေမပါဘူးရောရှင်းအောင်ကြည့်နောက်ွယ်ရကြမှာအတင်းမပြောနဲ့ဒါဆိုရင်ရုံးမလေးကမွေတွေခေါ်မယ်ဆိုတော့အသက်ရှိလို့လားရှိတယ်နော်ကျွန်တော်ဒီကနေခိုင်းပြမယ်တေချာကြည့်ကျွန်တော်မကြည့်နဲ့ရုပ်ကိုကဲသမီးလေးအသက်ရှိကြောင်းဘယ်ဘက်မျက်လုံးမိုက်အမတေချာဝိုင်းကြည့်ရှင်သားလေးတော့တို့ရုံးမလေးဘယ်ဘက်ကမျက်လုံးဖားဖမ်းတဲ့အခါမိတ်တေချာကြည့်နော်ညာဘက်မျက်လုံးမိုက်ဆိုရတယ်ကြီးလေဘုံပိုင်ဓာတ်ပုံရိုက်ယူရတယ်ရိုက်ခွင့်ပြုတယ်ရရင်တော့အစာအဆုံးတော့ရိုက်တော့ဝတ်တဲ့ပြတော့မရိုက်နဲ့မမြင်လဲရမှာသူလို့ကဲဒါဆိုရင်ကျွန်တော်အသက်တွင်းမယ်ရုံးမလေးကိုရေရောငွေလိမ်မာကြီးတဲ့ရတယ်အယုတ်ကြိုက်လို့မသိဘူးဘယ်နဲ့ထွက်ပြေးလာအယုတ်လဲကြောက်တာပဲလားကဲရောငွေကြောက်ရင်ကငွေတွေနောက်ဆုတ်သွားလိုက်နော်နောက်လဲဆုတ်သွားလိုက်ကဲရောကဲညာဟောပြဖို့တော့ဒီဝါစီလောက်တာငါဘယ်လိုပြဘယ်ဘက်မျက်လုံးမိတ်ဆိုရင်ဖားဖားနဲ့လက်ကာမိတ်ပဲကဲငွေလိမ်မာကြီးတွေကိုသူကအစာတွဲမယ်ကဲစားကြသူငွေတွေအစာတွဲမယ်ရုံးမလေးအသက်ဝင်တာပြမယ်ကျဲဦးကတော့တလုံးနဲ့ပါလာတယ်အိမ်မှာတွဲရင်ဒီငွေကြီးကတပိတ်တာလောက်ကြည့်ရတယ်ကျက်သားတွေမဲသားတွေတွဲနော်အဲ့တော့ကျဲဦးကတလုံးနဲ့အစာတော့မလောက်ဘူးကဲသမီးမျက်လုံးမိတ်တာမပြခင်ရှာထုတ်တာမပြခင်ဒီကျူနေတဲ့ပရိသတ်ကိုအသက်ရှိကြောင်းဤစရာဆိုင်မှာကျဲဦးတွေဘဲဦးတွေအရင်သွားဝင်ပြလိုက်ဒီထင်ထားတဲ့ကျဲဦးလေးတလုံးအားလုံးအမြင်ပဲခေါ်ကလေးနဲ့အသာရာအောက်ထားတယ်ကဲသမီးအရင်ဆုံးဤစရာဆိုင်မှာကျဲဦးတွေဘဲဦးတွေဝယ်ကဲသမီးနည်းနည်းအနက်ကနာအေးအစာသားမယ်တော့သမီးလေနဲ့မဟုတ်ဟုတ်ပြီဤစရာဆိုင်မှာကျဲဦးတွေဘဲဦးတွေဝယ်လာခဲ့ရောက်ရင်အကြောင်းကြအောင်ကိုလုံးပြီရောက်ပြီလားဟမ်အေးဟုတ်ပြီရောက်ရင်မြန်မြန်ပြောဒါအစာကျွေးတော့မယ်ကဲရောက်လာပြီကျဲဦးတွေဘဲဦးတွေကဲရောက်လာတဲ့ကျဲဦးတွေဘဲဦးတွေဘာလို့မှလဲဝယ်ကြီးတွေကိုအစာကျွေးမယ်ကဲသမီးဒီတကာဒုတိယချိန်နေနဲ့မဟုတ်ဒေတာကြည့်နော်ကျဲဦးတွေကဒီတကာကြက်ကလေးတွေထွက်လာတယ်ကဲမြင်ဘူးအောင်ကြည့်ကြအောင်ရတဲ့အားလုံးရှေ့တိုးကြည့်အခုတော့ပြောမယ်နော်လိန်နေတင်မကြည့်နဲ့နော်ကျွန်တော်လိန်တာလေးမခိုးဘူးနော်ရေမထိုးဘူးနော်တခါတည်းပုံဝင်နေပြောတာတို့ကမြင်းလဲပြန်အရှိရပြန်နောက်ကអော်သွားတယ်
အလကားလိန်နေတာတဲ့အဲအောင်မင်းပြတယ်လားမင်းသူလည်းမပြတယ်သူများပြတာကိုဝေဖန်နေတယ်ကဲစကားတွေအများကြီးပြောရင်မောတယ်ကဲဒီတကားပြန်အောင်မယ်တင်းနဲ့သုံးအောင်မယ်တင်းနဲ့သုံးပြန်ဖွင့်မယ်ကျဲဦးတွေကရှက်ကလေးတွေထွက်ကဲအယုတ်ကလေးကမျက်လုံးမိတ်မယ်အဲ့ဒီနှကန်းပြမယ်ဝေစာတွင်းမယ်သုံးကန်းပြပြီးဝိုင်းသိမ့်မယ်ဒီနဲ့ဆရာလူလည်းမလုံးနဲ့ဘော်ထဲမှာကြက်တွေပါလို့ကြက်ပေါက်တာလားအကောင်းမှမပေါက်နော်ရှင်းတယ်နော်ကဲရှင်းရင်အုပ်ကြသူဒါလေးခဏဖမ်းတာโอเคဖွက်လန်းပြပေးတာစိတ်ဆိုးလားဒီနာခဏလားဒီနာလေးဟုတ်လားဒီဘက်ကိုမလာနဲ့အမှခဏထိုင်ဟုတ်ပြီဘက်ကိုဒီလိုခိုင်နာဘူးအဲ့ဒါလေးအုပ်ပေးလို့ရမလားရတယ်မလားစကားပြောတယ်လားဟုတ်ပြီကဲချိန်နာဘူးလေးအမသိခေါ်ပေးမယ်တင်းနဲ့သုံးဆိုခွားဆိုအုပ်လားဘယ်လောက်ဆိုအုပ်မလဲဟမ်ကြည်ပြောဟုတ်ကဲ့ဘယ်နဲ့သုံးဆိုအိပ်ရမှာလဲဟုတ်ပါသုံးဆိုအိပ်တယ်သူကအိပ်ချင်တယ်ကဲချိန်နာအမသိမတိုက်အမသိနေအမသိတော့โอเคရောတော့ကြိုင်လားဒီကငါးလက်နဲ့မကြိုင်ဘူးငါးလက်နဲ့ကြိုင်ရင်တို့ကြနေငါးလက်နဲ့ကြိုင်လို့အကောင်တွေပေါက်တယ်ပြောမှာဆိုလို့မင်းလက်နဲ့ကြိုင်ပြမယ်ရတယ်မလားဒုံးနဲ့ထိုးမယ်ချက်ကြိုင်ရင်သေးလားမသေးဘူးနော်ဝေကြိုင်ရင်သေးတယ်နော်ဝေကြိုင်ရင်ဒီငွေကြိုင်မှသေးတာနော်ဒီငွေကြိုင်လို့မသေးဘူးကြားလားကဲချိန်နာထိုးမယ်နောက်ဆိုထိုးမလဲသုံးဆိုရင်ထိုးမယ်ကဲနောက်မကြသေးနဲ့အဲအောင်နင်းနဲ့မထိုးနဲ့သုံးဆိုမှထိုးတော့ဆရာတခါတည်းမှာလားကဲချိန်နာဟိုကြီးအကောင်ပေါက်မှာဟိုမှာပေါက်မှာငါပေါက်မှာဘယ်နဲ့ငါထိုင်ဆောက်ွက်လာတယ်အမစေမော်ဒိတ်အောင်ကိုလုံးပြီးအသက်ဝင်လှုပ်ရှားမှုကိုပြမယ်ဟောအိမ်မှာချက်တွေဘဲတွေမွေးတဲ့လူတွေနည်းနည်းတတိသားဂျုံကြိုက်လို့တတိပေးမယ်နော်ချက်ချာတွေမှာအဲ့လိုငွေဟောက်တွေတားနေများတယ်ဒီလိုငွေဟောက်တွေအကောင်ကြီးတဲ့ခါမှာကျဲဥတွေဘဲဥတွေကိုအဲ့ဒီကောင်အလုံးလိုက်မျိုးဖြစ်တာငွေဟောက်တွေရတော့ဓမ္မသေးကာကြီးအကောင်သေးတဲ့ငွေတွေကကျဲဥဘဲဥတွေကိုအကောင်သေးလေးတွေကကျဲဥဘဲဥတွေကိုဖောက်တော့ဟုတ်ပြီနော်ကဲအဲ့ဒီငွေကိုကျဲဥဘဲဥတွေးမယ်ဟုတ်ပြီနော်အเจ้าရင်မကြည့်နဲ့ဟိုပင်နဲ့လောက်ပွားတယ်နော်ဒီငွေတွေကဖမ်းလာတဲ့ငွေတွေမကြောက်နဲ့နိုင်လို့ပိုင်လို့လာပြမနိုင်မပိုင်ရင်လာမပြဘူးကဲချိန်နာသာကဲအဲ့ဒီငွေကိုကျဲဥဘဲဥတွေးမယ်ဟိုဘက်ထဲမှာရှိတဲ့သဘာဝငွေကြီးတော့သားသိန်း၅သိန်းစားတဲ့ငွေအဲ့ဒီငွေကိုဖားလေးတွေကျွေးပြမယ်ကဲဒီနေ့စမ်းလေးအလုပ်ပိတ်ရမှာအားနဲ့ဒီကိုမောင်မောင်အပျော်တမ်းပြခဲ့ရော့ဖမ်းလာတဲ့ဖားတွေတော့ပါမလာဘူးရော့သားလေးဘာလုံးလေးလဲဘော်လုံးလေးဒီဘက်ကိုလမ်းပြအဲ့ဒီလုံးလေးတွေကကြီးနေရင်သားလေးဖားလေးတွေဖြစ်တယ်ဟုတ်လားမြင်ဘူးလားအမြင်ဘူးရင်သေချာကြည့်ဘယ်နှလုံးလဲဟမ်ဖားလေးဘယ်နှကောင်ဖြစ်မှာလဲသုံးကောင်ရော့တစ်လုံးအုပ်ရော့မင်းအုပ်တော်ငါလည်းအုပ်မယ်အလဲမှာဘယ်နှလုံးညာလဲဟမ်ကလုံးညာနဲ့အုပ်စရာခွက်မရှိတော့မနေ့က1 2 4မှာသွားပြအရှိကနေဖားတွေမဲပေါက်တယ်နောက်ကနေခွက်တစ်ခွက်ခိုးသွားတယ်ဒါတောင်းသားခိုးသွားတယ်သူကမြင်းလက်စရာလက်ကဒါလင်နေတယ်ကျွန်တော်တဲ့လင်တဲ့ကောင်ရှိတယ်နော်မြင်းလက်ဝိုင်းလက်ဒီကိုပါတာလက်ကိုတင်ထားရောနေနဲ့ပါသွားရင်ဟိုနားမှာငုတ်ရှိတယ်ပင်နဲ့ငုတ်နဲ့စောင့်တယ်နော်မြင်းလက်စရာတော့ခိုးခံတယ်ကျွန်တော်လူတော်တယ်ဘယ်နှလုံးလဲတာသုံးလို့အသာရလဲဟုတ်ခုနလိုနှလုံးသာရဟုတ်တရဲကလုံးလေးလက်ထဲကိုသာရပြောက်နေနေဆိုဝင်သွားနေသားဆိုဝင်သွားပြီဘယ်နှလုံးလဲဝင်သွားတာသိလားအဲ့ပြောပါလို့ဒီမှာဘယ်နှလုံးလဲနှလုံးဒီမှာဘယ်နှလုံးလဲနှလုံးဒီဘက်မှာဘယ်နှလုံးလဲနှလုံးကဲအသာရဟုတ်အောင်ဆောင်ရင်လက်ကလေးနဲ့ဖိတာသာပေါ်နေလေမတိုးတယ်အဲ့နဲ့ဖိတာဒီမှာဘယ်နှလုံးလဲကဲခုံသွားနဲ့ရောက်မယ်ဘာဆိုဝင်နေဖားသုံးကောင်ဖြစ်ဝေကာကြီးရင်မိတ်ွယ်ဖားကုန်မျိုးမယ်ချိန်နာဖားကကြီးတဲ့ကအရိမွေတွေကိုမျိုးမယ်ကဲနားတော့အချို့ကခွက်နဲ့ဥဒ္ဒါမရှင်းဘူးဖြစ်တယ်ခွက်နဲ့ဥဒ္ဒါခွက်ကစွမ်းလို့တဲ့ရော့ခွက်ကစွမ်းတဲ့ဒီတဲကိုတဲ့အောက်ကနေစွဲယူဝင်သွားဒါလေးဖွင့်ကြည့်ဘယ်နှလုံးလဲကဲခွက်ကလေးပက်လက်လိုက်အလုံးလေးတွေကောက်ကြိုင်တိဆိုတစ်လုံးတဲ့အားတကောင်ဖြစ်မယ်။မြန်လောက်ပါကြာလို့မိုးရွာမှာဆိုလို့အမစေမာတိတ်အမစေနေဘယ်လုံးရင်ထည့်တာလဲလက်ကလည်းမြန်လိုက်တာငါတဲ့။အေးငါတဲ့လက်မြန်တယ်။အဲ့ဒီလုံးကခေါင်းထွက်မယ်။ကဲဘေးသားအလုံးရှေ့တိုးကြည့်မမြင်ရမှာဆိုလို့ရတဲ့စီးကိုနင်းကြည့်လို့ရတယ်။စီးတဲ့တော့မဝင်နဲ့။မွေကိုက်မှာဆိုလို့ပြောတာမဟုတ်ဘူးပစ္စည်းတွေတက်နေမှာဆိုလို့နော်။သူကစီးတဲ့ဝင်ဘာဖြစ်လဲဘာမှမဖြစ်ကျွန်တော်ပစ္စည်းတွေတက်နေမှာ။ကဲချိန်